အားလုံးပဲမင်္ဂလာပါရှင်။အင်ဒီယို Audio YouTube Channel လေးကနေပြီးတော့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရနော်။ဒီကနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့မိဘတွေရဲ့စကားကိုနားမထောင်လို့ကန်ကြီးထိုက်ခဲ့ရတဲ့တားမိန်တယောက်ရဲ့ဖြစ်ရမယ့်ဇာတ်လမ်းလေးကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှင်။ဇာတ်လမ်းကြောင်းရလေးနားမဆင်ခင်မှာတော့ Channel လေးကို Like and Subscribe လေးပြုလုပ်ပေးပြီးဗီဒီယိုသစ်တွေတင်နိုင်သိရှိစေနိုင်ဖို့ဘီနာ Notification လေးကိုလည်းတစ်ချက်လောက်နှိပ်ပေးသွားကြပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။ကဲဒါဆိုရင်တော့ဇာတ်လမ်းလေးကိုစလိုက်ကြရအောင်နော်။ကိုနောင်မိမကိုဝင်ရှိနေပြီဟုတ်လားဝမ်းသာလိုက်တာမိရဲ့ကျေးဇူးပါကွာခင်မုန်းဖြစ်သူကဇနီးမယားကိုစင်နာစာနဲ့ထုတ်ဝေထားတယ်ကိုနောင်ကအမှန်တကယ်ပြီးဝမ်းသာနေရှာတယ်အိမ်တော်တဲ့3နှစ်ကြာမှပထမဦးဆုံးကိုဝင်ကိုလွယ်ထားနိုင်တာမို့လို့လေကိုနောင်ကချစ်ရတဲ့မိနဲ့လက်ထပ်ပြီးတဲ့နောက်မှာတော့စရိုးဆိုင်ကြီးတစ်ခုကိုဖွင့်ထားလိုက်တယ်ကိုနောင်နဲ့မိတို့လင်မယားနှစ်ယောက်ရဲ့အတန်အဝန်ကချမ်းသာရတယ်လေဒါကြောင့်လေအိမ်တော်ပြူပြီးတဲ့နောက်မှာလူတန်းစိနေနိုင်ကြတာပေါ့မိခိုင်ကမွေးရပါကြောက်ကအားနေတဲ့သူမို့လို့တာမန်မင်းကလေးထက်ကလေးရဖို့ခွင့်ရနေပါတယ်။ဒါကြောင့်လေကိုနောင်နဲ့လက်ထပ်ပြီးတဲ့နောက်မှာအိုကြီးတွေထံကိုအချင်းချင်းတွားရောက်ပြီးတော့တရင်အားစေးတွေကြောက်ကအားစေးတွေတောက်ခဲ့ရတာပေါ့။ဒီနောက်တဲ့3နှစ်ကျော်မှာတော့ပထမဦးဆုံးကိုဝင်ကိုဆောင်နိုင်ခဲ့တာလေ။မိခိုင်ကိုဝင်စရှိတဲ့အချိန်မှာတော့တခြားသူတွေကဲတော့အိမ်မက်မြင်မတ်တာတွေချင်းချင်းတက်တာတွေရှိမနေခဲ့ဘူးလေ။ကိုလာကြတဲ့အချိန်မှာတော့တာဦးလေးကိုဖွားမြင်ခဲ့တယ်။ယောက်ျားလေးဟေးဝဝတုတ်တုတ်ကလေးအလုံးတခဲလေးတော့နားထဲဝင်လာတဲ့စကားသံကြောင့်မိခိုင်တယောက်အပါရစွာပြုံးလိုက်တယ်။ကိုဝင်ရှိတော့ကအထာဆောင်ရက်ခဲ့တာတာယောက်ျားလေးမှန်သိနေတော့အံ့ဩမနေတော့ဘူးလေ။ရောက်တာကျွန်တော်မိမရောကလေးရောမိခင်ရောနေကောင်းပါတယ်ဗျာ။သားလေးကရောခြေလက်အင်ကဆုံရလားဗျာ။သုံးပါတယ်ဗျာဆုံပါတယ်။မိနားတဲ့၌ခင်မုန်းဖြစ်သူမင်းနေသောစကားသံများကိုကြားလိုက်ရတယ်။ဘေး၌ကလေးငိုတဲ့ဆူဆူကြောင့်သူလန်နိုးလာတယ်။သူကပြုံးကြည့်နေတော့တားဖြစ်သူကိုတွေးလိုက်ရတော့ကြောင့်မိခင်တယောက်အနေနဲ့အားရှိသလိုခံစားသွားရတယ်။သမီးကလေးကနိုးစာနေပြီနိုးတိုက်လိုက်အောင်နော်။ဟုတ်ကဲ့အမေ။နေသမီးကဗိုက်ခွဲထားတာဆိုတော့အရန်နာနေမှာဒီတိုင်းလေးပဲနေနော်။မိရဲ့အင်ကြီးကိုလှန်ကကလေးကိုနိုးတိုက်လိုက်တော့မှကလေးလည်းငိုတိတ်သွားတော့တယ်။မိရဲ့ရင်ထဲမှာလည်းကြည်နူးခြင်းဖြင့်မြစ်တာတက်ကတကူလုံးစီးဆင်းသွားသလိုခံစားလိုက်ရတယ်။မိနဲ့မိဖြစ်သူကိုပြုံးကကြည့်နေတဲ့မိရဲ့အမိဖြစ်သူရဲ့မျက်ဝန်းထဲမှာလည်းအစင်နာမြစ်တာတွေကဝင်းလက်နေတော့တယ်အချိန်တွေကတဖြည်းဖြည်းနဲ့ကုံဆုံးလာခဲ့တယ်ကိုနောင်နဲ့မိတို့လင်မယားပင်အသက်40ကျော်50နီးပါးအရွယ်သို့ရောက်လာခဲ့တယ်တားလေးတီဟာသူများတက်ကိုဘာလို့တက်ချင်ရတာလဲဟာအမေကလည်းဗျာအမေတို့ကြတားဟင်းမစားတာကြနေတာပဲဘာသာရေးကိုအကြောင်းပြပြီးကုသိုလ်တွေအကုသိုလ်တွေလာပြောမနေပါနဲ့ဟောဒီလိုကိုယ်တိုင်မြားလို့ရတဲ့ငါကလက်လက်ဆက်ဆက်ပဲဂျပန်နိုင်ငံမှာဆိုငါအရှင်လက်လက်တွေရဲ့ဘေးသားကိုဓာတ်နဲ့လီပြီးစိမ့်စားကြတာကျတော့အဲ့လိုစားမလားလို့စဉ်းစားနေတာဒီကငါးတွေကညှီတော့တိတ်အဆင်မပြေဘူးတော်ပါတော့တရားရဲ့နင်းဟာကပြောလေကဲလေပါပဲလားနင်လုံနေတာတွေကိုကြည့်ပြီးအကုသို့များလိုက်တာဟဲ့ညားရင်လေအိမ်မောကိုကြွလေဒီမှာလာပြီးတရားဟောမနေနဲ့နားကြီးတယ်ကျုပ်ကိုရက်ဖို့တော့ပေးအောင်လေကျုပ်ဒီငါးတွေကိုကြော်မြင့်တငယ်ချင်းတွေအိမ်မှာရက်သွားတော့မှာမိတယောက်တပြင်းချလိုက်မိတယ်အဖြစ်သူတရားကသူ့လက်ထဲကနေတစ်ဖက်ဖက်ခါနေတော့ငါ့ကိုအကြီးကွန်ထိုးပြီးခေါင်းပြက်လိုက်တယ်ငါကမသေးသေးပဲခေါင်းပြက်ခံဒီတဲတဲလေးကျန်ကရုံးကန်နေရှာတယ်။အော်ဒုက္ခသမီးခိုင်တယောက်မြင်နေရသောမြင်ကွင်းမှာအကြည်အားလွဲပြီးပါဇက်မဒုက္ခကိုတကအိမ်မောကိုတက်သွားတော့တယ်။အပေါ်ထက်အဲခဲမှာသတင်းစာထိုင်ဖက်နေတဲ့ခင်မုန်းဖြစ်သူကိုတွေ့လိုက်ရတယ်။ကိုနောင်ဗာများလဲမိမိမကြီးခလေးလေးခေါ်တန်းကြောင့်ဖလက်ဆသတင်းစာကိုခုံမော်တင်ပြီးမျက်မှန်ကိုချွတ်လိုက်တယ်။ကိုနောင်တော့ဒီလိုပဲကြည့်နေတော့မှလား။ဒီနေ့တောက်ကိုကြည့်မိစိတ်ဆင်းရဲပြီးသေးတော့မယ်။ခတ်လိုက်တာမိရဲ့အစကလေးကကိုကတောက်ဆုံးမရင်မင်းရရှေ့ကကာစီနဲ့လုံနေတာ哦ပညာရေးမှဆိုလဲအပေါင်းအသင်းတွေနဲ့တယုံယုံ10တန်းကြားလို့နောက်နှစ်ပြန်ထားတော့လဲပိုဆိုးတယ်လေနောက်ဆုံးဘယ်ဆရာမကမှလက်မခံလို့ကြောင်းတော့ဆက်ထားလို့မရတော့ဘူးပြင်လောကလည်းရောက်ရောဆက်လေးလေးတဖွာဖွာနဲ့ငါကဆုံးမတော့လဲမင်းကယောက်ျားလေးပဲဆက်လေးတော့တာဘာဆန်းလို့လဲဆိုအမှန်ဆိုမင်းရဲ့သားကြောင့်ကိုမင်းအတီဆုံးပဲလေကွာဒီကောင်ကသွေးဆိုးတယ်ငယ်လေးကချစ်ငယ်နဲ့ငါဆုံးမတိုင်းမင်းကလိုက်ကာပေးနေတော့ဒီကောင်ကပို့ပြီးတော့ရောက်တက်လာတာပေါ့အခုကြတော့ဘီယာလေးရဲ့တမျက်မျက်အရက်ကလေးရဲ့တမျက်မျက်နဲ့တနေကုန်ဘာလို့မှလည်းမလုပ်ဘူးအားနေငါများဖို့ပဲပြီးရင်မသေးမရှင်ငါတွေကိုအရေကွန်ချွတ်ခေါင်းတွေဖြုံနေတနေ့အကုသို့လုပ်တွေကြီးပဲလုပ်နေတာငယ်လေးကဆုံးမတာကိုမှမနာခံတာအခုအသက်20ကျော်မှဘလို့ဆုံးမလို့ရတော့မှလဲမင်းတို့မိန်းမတွေကလည်းခက်တယ်ကွာဖေးဖြစ်သူကသားသမီးကိုဆုံးမနေကာစီနဲ့
သုံးမလို့မရပဲဆိုရင်တောင်းချင်ကမှလောက်ပါအောင်နဲ့ကိုနှောင်းသက်ကိုလည်းကြည်အောင်လေမိရဲ့50ဆိုတဲ့အရွယ်ကမငယ်တော့ဘူးကွဘဝနေဝင်ချိန်နဲ့နီးနေပြီအခုချိန်မှာတော့သားနဲ့မိုက်ပြီးတော့ရမဖြစ်ချင်တော့ဘူးကွာကိုနိုင်ပိုင်းနေပြရစီမိရဲ့ဒီနဲ့သူ့တိုင်းနဲ့သူ့ကံပေါ့တပင်များဖြူကပရင်များတူးနေတော့ခင်မုန်းဖြစ်သူကိုစိတ်မကောင်းစွာကြည့်နေမိတယ်ဟုတ်ပါတယ်ကိုနောင်ရဲ့တကယ်တော့မိကမှားတာပါအားလေးတယောက်တည်းမို့လို့အလိုလိုက်ပြီးအချစ်တွေပူခဲ့မိတာတကယ်တော့အဲ့ဒါတွေကချစ်ရမြောက်ပဲသားလေးကိုနှိရရုံမှအခုမှသိလာရတော့တယ်အခုတော့သားလေးကအရက်ကိုမတော့ရရင်မနေနိုင်တဲ့အရက်သမားတယောက်ကိုဖြစ်နေပြီအထက်ဆိုးတာကနေတိုင်းငါးတွေကိုမျှပြီးမသိမရှင်နဲ့နှိမ့်ဆက်နေတာပဲကိုနေကဆိုလေငါကခေါင်းတော့မပြတ်သေးဘူးအဲ့ဒီငါ့ကိုစီအိုးထဲထည့်ပြီးကြော်လိုက်တာပဲမိလေသားလေးကိုဝိလံမှာစိုးမိတယ်ကိုရဲ့မိရဲ့ငုံမနေပါနဲ့တော့ကွာဘယ်တက်နိုင်ပါလဲဒီထက်ဆိုးလာရင်တခုခုစီစဉ်ကြရမှာပေါ့ကိုနောင်ကမိကိုရင်ခွင်ထဲထည့်ကထွေးပွက်ထားလိုက်တယ်အရင်ကတော့သားလေးကြောင့်ပြောခဲ့ရဘူးတယ်လေတူတီတော်သားလေးမလို့အဆက်ဆက်ရလူလေးသေးမရှိအောင်ဖြည့်ဆည်းပေးခဲ့ကြတယ်မိမိခိုင်တယောက်သားလေးတီဟောက်ကိုမွေးဖပြီးတော့နောက်တက်ကလေးမရတော့ဘူးလေဒါကြောင့်လေတူတီတော်သားလေးတီဟောက်ကိုသူတို့လင်မယားရဲ့ဘဝထက်ပိုပြီးတော့ချစ်ခဲ့ကြတယ်ဒါကြောင့်လေတီဟာကမိဘတွေရဲ့အလိုလိုက်မှုကိုအခွင့်ကောင်းယူပြီးတော့ပေါ့ပေါ့နေပေါ့ပေါ့စားဘွားနဲ့အရွယ်ရောက်လာခဲ့တာပေါ့အပေါင်းသေးနေနဲ့ဘီယာလေးတောက်လိုက်အရက်ကလေးတောက်လိုက်နဲ့မိဘတွေရဲ့အလုပ်ကိုလည်းမကူပဲတနေ့တနေ့ငားများလိုက်အရက်တောက်လိုက်နဲ့သူ့ဘဝကြီးကိုဖျက်ဆီးနေတာလေအဆိုးဆုံးကတော့သူဖမ်းလို့ရတဲ့ငါးတွေကိုအရှင်လက်လက်အကြီးကွန်ခွာပြီးတော့ကြော်တာပဲတော့မိမိခိုင်တယောက်ကတော့တားဖြစ်သူရဲ့အာကုသိုလ်လို့ကိုကြည့်ပြီးတော့တနေ့တနေ့စိတ်ဆင်းရဲနေရတော့တယ်တဲ့အမေတောက်အရက်ဖိုးပေးဦးဗျာမပေးနိုင်တော့ဘူးတီဟာမင်းလည်းငယ်တော့တဲ့အရွယ်မဟုတ်ဘူးအသက်က30နာနီးနေပြီလေမင်းရဲ့မျက်နှာကိုလည်းကြည့်အောင်အရက်ဖောဖောနေပြီမင်းရှေ့လျှောက်ဒီတိုင်းနဲ့ဆက်တော့မကြောက်မင်းသေသွားလိမ့်မယ်သေရှင်သေးဗျာကျုပ်ရက်မတော့ရရင်မနေနိုင်တော့ဘူးရတယ်လေခမကြီးကရက်ဖို့မပေးလေကျုံများလို့ရတဲ့ငါးတွေရောက်ပြီးရက်ဝယ်တောက်လိုက်ရုံပဲပေါ့မင်းဖေရဲ့လုပ်ငန်းမှာကူပါလားတီဟာရဲ့ကျုပ်ကိုလှုပ်လှုပ်ဖို့လာမပြောနဲ့ကျုပ်ဝဒနာမပါဘူးလူဘဝရောက်တော့ပျော်နေမယ်ကိုဝဒနာပါတဲ့အလုပ်ကိုလုံးမယ်ကျုပ်ကိုအာကုသူတွေကုသူတွေလာမပြောနဲ့ယုံကြည်လည်းမရှိဘူးငါဆိုတဲ့တတော်တွေကလူချို့မှကျွတ်တာလေကျုံမဖမ်းလဲသူများတွေကဖမ်းမှာပဲမင်းစားချင်းအမိဝယ်ကြွေးပါမယ်တီဟာရဲ့စားတလို့အတွက်နဲ့တော့အာကုသူမချပါနဲ့ဒါလေးအလုံးမလုံးချင်နေလေရက်တော့မတော့ပါနဲ့သားလေးရဲ့ငါကြရင်အမိနေတိုင်းဈေးကနေဝယ်ပြီးတော့ကြော်ပေးမယ်လေဟာဗျာစားချင်ပါဘူးဈေးကငါးတွေကရေခဲရိုက်ထားတာလက်လည်းမလက်ဘူးကျုံများလာတဲ့ငါးတွေကမှလက်ဆက်တာကျုပ်ကိုရက်ဖို့မပေးခြင်းလည်းနေဗျာကျုပ်သွားတော့မယ်အများနဲ့ကိုပခုံးမော့တင်ကအိမ်ထဲကထွက်သွားတယ်ဒါဖြစ်သူကိုကြည်မိတယောက်တော့မျက်ရည်များဝဲပြီးကြံခဲ့တယ်မိရဲ့မိအိမ်ရှိမခေါ်တဲ့ကြောင်ထွက်ကြည့်လိုက်မိတယ်ဟဲကျိုးမပါလားလာလေလာတော့ဦးမိရဲ့နင်သားတီဟာလေလမ်းထိပ်မှာမိုးပြီးလဲနေလို့တောက်ခေါ်လိုက်အောင်တော့ကြလေးတွေဖြတ်နေအောင်ပဲဟုတ်လားဒုက္ခပါပဲကျေးဇူးပါတိုးမရဲ့မိလေခင်မုန်းဖြစ်သူကိုဖုံးဆက်ကြောင်းကြပြီးလမ်းထိပ်ဘက်ကိုထွက်လာခဲ့တယ်လမ်းထိပ်အုပ်ခုံပေါ်မှာပက်လက်အိတ်နေတဲ့သားဖြစ်သူကိုတွေ့လိုက်ရတယ်သားထအိမ်ပြန်ရအောင်နော်ဟာကိုရီပူနေပါလားငါသားလေးတော့ဖျားပြီးနေတူပါတယ်ကိုအချိန်မှာကားတစ်စီးသူတို့ဘေးနောက်ရက်လာခဲ့တယ်ဟာမိုးရကြီးတယ်ကွာလာမိကားပေါ်တက်ကိုနောင်သားကိုတွဲခေါ်လိုက်မယ်နော်ချို့လူတွေကသူတို့ကိုကြည်သွားကြတယ်လမ်းဘေးမှာသူတို့မိသားစု3ယောက်ကတော့သူတို့ဘူးနဲ့သူတို့မလို့ဘလူးကိုမှဂူးမဆိုင်နိုင်ဘူးလေဟာဒီကောင်ကိုရီလက်ပူတက်နေတာပဲဟုတ်တယ်ကိုနောင်ဒီကနေစေးကန်းကိုတခါတည်းပို့မှရမယ်မိုက်လိုက်တာသားရဲ့ကဲပါမိရဲ့ငုံမနေပါနဲ့တော့ဒီကောင်ကိုတွဲကိုနောင်တယောက်ထဲလည်းမနိုင်ဘူးကွတက်ကကြီးလာတော့စိတ်သွားတိုင်းလည်းကိုမပါနိုင်ဘူးလေသပင်ဖြူများပင်မိုးဆူရွက်ကသားစောဖြင့်ပူတော်ရုပ်ပေါက်နေတဲ့ခင်မုန်းဖြစ်သူကိုကြည့်လိုက်တယ်သားဖြစ်သူတရားကြည့်လိုက်တယ်မိခင်တယောက်ရဲ့ကြာလာတော့မျက်ရည်တွေကအမေပူဆက်နေတာပဲလှုပ်ပါအောင်ဗျာဟင်သားရဲ့လက်မှာအရေးကြီးဘူးတွေပေါက်နေပါလားမဖြစ်ဘူးအရေးပြားဆရာဝန်နဲ့သွားပြမှဖြစ်မှာကိုနောင်သားကိုလာကြည့်ပါဦးမိမဖြစ်သူခေါ်နေတာကြောင့်ကိုနောင်တယောက်အိမ်ပေါ်မှာအပြေးတစ်ပိုင်းနဲ့ဆင်းလာခဲ့တယ်ဒီမှကြည့်ပါဦးကိုနောင်ဟာရေးကြည့်ဘူးတွေပါလားဘာမှမတည့်တာစားမိလို့လေအနက်ကကြက်ဥကြိုလေးနဲ့ပဲထမင်းကျွေးတာပါကိုနောင်တယောက်သပင်းချလိုက်မိတယ်ဘယ်တတ်နိုင်မှမလမီးရဲ့သားကိုစေးကန်းသွားပြရုံပေါ့ကိုနောင်မပတ်စံရှိသေးလို့လားကိုရဲ့ဆိုင်ငယ်လေးရောင်းထားတဲ့ငွေလေးတော့လက်ကျန်ရှိသေးတယ်မိရဲ့
ကိုနောင်ကိုကြည့်ကမိတယောက်အသက်ပြင်းချလိုက်မိတယ်။မိုးရွာထဲမှာမူပြီးလဲတဲ့နေကနေစပြီးတော့ဒီဟာတယောက်အိပ်ရတဲ့ဘုံဘုံလဲနေတော့တယ်။ရားကလည်းမကြခရောင်ကနန်းတွေអော်ပြီးတော့ငိုနေတယ်။တေးုံစည်းကမ်းတွေလည်းလိုက်ပြတာစုံနေပြီလေ။ဒါပေမဲ့လည်းမသက်သာလာခဲ့ပါဘူး။ဒါကြောင့်မလို့ဘိန်းတော်ဆရာကြီးနဲ့လည်းပြခဲ့တယ်။ကိုလိုက်ရင်ငွေရလည်းတက်တော့လေပဲ။နောက်ဆုံးမှာတော့သူတို့ရဲ့စတိုးဆိုင်ကိုရောင်းပြီးတားကိုဆေးကုပေးခဲ့ရတယ်လေ။အခုလေတားရဲ့အရေးပြားမှာမီးလောင်ထားသလိုအရေးကြီးဖို့ချနေတယ်လေ။ကိုနောင်တို့လင်မယားလည်းတားကိုခေါ်ပြီးဆေးကန်ပြရတော့တာပေါ့။တလားကြပြီးတဲ့နောက်မှာတော့ဒီဟာယောဂအခြေအနေကပိုဆိုးလာခဲ့တယ်။အာအမီတားတည်ကျင်နေပြီ။မိတယောက်တားဖြစ်သူကိုကြည့်ကမျက်ရည်များကြလာတော့တယ်။ညီနေရတဲ့မြင်ကွင်းကစိတ်မသက်သာခြင်းစရာပဲလေ။ဒီရဲ့အရေးပြားတွေကအဆက်လိုက်သွားကြနေတယ်။အထဲမှာအတန်နုတွေကိုထိလိုက်တဲ့ဆက်နေတဲ့ဝေဒနာကိုမချိမဆန့်ခံစားနေရရှာတယ်။အမေရေတောင်းမကင်နိုင်တော့ဘူးလားမိမိခိုင်တယောက်တားဖြစ်သူကိုကြည့်ကမျက်စိထဲမှာတော့အရင်ကငါးတွေကိုတက်ခဲ့တဲ့တားရဲ့ပွင့်ရည်တွေကိုမြင်အောင်နေတယ်။မိလည်းတားဖြစ်သူကိုမကြည့်ရတော့တာကြောင့်အခန်းထဲမှာထွက်ပြီးအပြင်မှာအဘရဆောင်ကိုနေမိတော့တယ်။ငိုပါနဲ့တော့မိရဲ့ဝေကြီးပိုင်ဆက်ရမယ့်သူတွေကြီးပါပဲ။တားလီကငါးတွေကိုကိုနောင်ကသူ့ရဲ့လက်ညှိုးဖြင့်မိရဲ့နှကန်းကိုပိတ်ထားလိုက်တယ်။တူတူကိုနောင်သိတယ်မိ။တားကငါးတွေကိုအရှင်လက်လက်အကျေးကိုနေချုပ်ခဲ့တာလေ။အဲ့ဒါကြောင့်သူဒီလိုပြန်ခံစားနေရတာ။ဒါပေမဲ့တားလေးရှိမှအဲ့လိုတွေမပြောမိစေနဲ့နော်။သူကြားတော့ရင်ပိုပြီးစိတ်ဆင်းရဲနေရလိမ့်မယ်။ဒီဟာရဲ့ခန်းပြင်မှာတော့လင်မယားနှစ်ယောက်တယောက်ကိုတယောက်ဖက်ပြီးငိုနေကြတော့တယ်။မိကိုရီရင်ကိုရောင်းထားတယ်။တားလေးကိုဆေးဆက်ကူပေးဖို့လေ။ဝေလိုတယ်မက်လား။မိကငိုနေကြမှခေါင်းငိတ်ပြလိုက်တယ်။ဒါပေမဲ့ဝိနာကန်နာဆိုရင်ကုလို့ပြောပါမလားကိုနောင်။ကိုသိပါတယ်မိရဲ့။ဒါပေမဲ့ကိုနောင်ဖခင်တယောက်နေနဲ့တားအတွက်လုပ်ပေးခြင်းနဲ့နောက်ဆုံးတားလေးတည်သွားရင်လေနောင်တရီနဲ့ကြံခဲ့တဲ့မိဘတွေမဖြစ်ချင်ဘူးကွာပြောနေရင်နဲ့ကိုနောင်ရဲ့အတန်များတိမ်ဝင်သွားတော့တယ်အင်ကိုရောင်းကတားပြစ်သူကိုစိတ်ကူပေးခဲ့တယ်သို့တော်လေဒီရရဲ့အချိန်တွေကပူရေးပင်ဆိုးလာခဲ့တော့တယ်အင်ခင်ဖြစ်သူအိမ်မှာမရှိတဲ့အချိန်ပူတယ်လို့ဆိုကဒီဟာတယောက်သူ့ကိုယ်သူရေများလောင်ချနေတော့တယ်ဒီတယောက်စီမပြောင်းတော့အခါတားပြစ်သူဒီဟာစက်ကြီးဆောင်ကလေးပြက်နေတော့ကိုတွေ့သွားတယ်မိရဲ့တားကဘလို့ထက်ဖြစ်တာလဲမိစည်းသွားနေတော့တားကသူ့ကိုယ်သူရေတွေလောင်းချခဲ့တာနေမှာမိစည်းကပြောင်းတော့တားကမြင်တဲ့အတိုင်းပဲဖြစ်နေတာမိလည်းရက်ွက်ထဲကဆရာဝန်ပြေးခေါ်တော့ဆရာကကြွလာပြီးဆေးတော့ထိုးပေးသွားတယ်ဒါပေမဲ့ဆေးရုံတင်မှရမယ်တဲ့တင်ရုံမို့မိရကဲမိကလိုအပ်တာတွေပြင်ထားလိုက်နော်ကိုနောင်ငါကတော့ခေါ်လိုက်အောင်မေဟုတ်ကဲ့ကိုနောင်သက်သာရဲ့လားယင်ဒီဟာကမိခင်ဖြစ်သူကိုကြည့်ပြီးမျက်ရည်များစီးကြလာတော့တယ်သူ့ရဲ့မျက်လုံးကတော့ဘေးကလေးမှာရှိတဲ့စတီးကြိုင်ကိုကြည့်နေလိုက်တော့တယ်မိကတားဖြစ်သူကြည့်ရဘဲသူတစ်ချက်ကြည့်လိုက်တယ်ငါကြောင့်နဲ့ထမင်းစားခြင်းလို့လားမိအမေကိုတားဖြစ်သူကဝူဝါအော်ကအကြောက်ကန်ကြီးနေတော့တယ်အမသားရဲ့အမေကတားကြည့်နေလို့တားများစားခြင်းသလားလို့မေးမိတာပါဒီဟာကရှိုက်ကြီးတငင်ကိုကလက်အုပ်ချပြီးမိခင်ဖြစ်သူကိုတောင်းပန်နေတော့တယ်ခဏနေဆရာဝန်ကြီးလာလိမ့်မယ်နော်ဆရာဝန်ကြီးကအဖေတငယ်ချင်းလေဒါလေးအတင်းထားနော်အောက်ကိုအဖေရအောင်ကူပေးမှာဘလောက်ကူကိုမော်သားရဲ့ဒါလေးသာပြန်ကောင်းလာမယ်ဆိုရင်အဖေတို့အခုနေတဲ့အိမ်လေးကိုပါရောင်းပြီးဆေးကုပေးမယ်နော်ဒါလေးပြန်ကောင်းလာမှအဖေနဲ့အမေကိုပြန်လုပ်ကြွေးပေါ့ဘာလို့လဲဆိုတော့တားကအဖေတို့ရဲ့ဒုသီတော်သားလေးမို့လို့လေချစ်တဲ့သားရဲ့အဖေရောမိပါသားလေးကိုအရင်ချစ်တာပါကွာဒီဟာကမျက်ရည်များကြကပြုံးကလက်အုပ်ကလေးချီနေတယ်အောက်ခွင်းလို့ပါဒီဟာတယောက်စကားတစ်လုံးချင်းစီစူးစမ်းပြောပြီးညင်သက်သွားတော့တယ်ဆရာဝန်ကြီးရောက်လာချိန်မှာတော့ဒီဟာတယောက်အသက်မရှိတော့ပါကိုနောင်နဲ့မိတို့ကလည်းတားဖြစ်သူယိုလောင်းကိုဖက်ကငိုနေကြတော့တယ်တားကဘလို့အခြေအနေဖြစ်နေပါစေတားလေးအသက်ရှင်ရှင်သေးသေးတားလေးကမမီတို့ရဲ့ရင်ထဲမှာထာဝရရှင်သန်နေမဲ့ဒုသီတော်တားလေးပါတားလေးငါးတွေပေါ်ပြူမိတဲ့ဝကြွေဒီဘွားဒီများနေတာကြေပါစေကွယ်တော်မမိခိုင်စူတောင်းစကားတဲ့အားတားဖြစ်သူဒီဟာတယောက်ဘယ်တော့မှမကြားနိုင်တော့ပါဟုတ်ကဲ့ဇလန်းလေးကတော့ဒီမှာပဲပြီးဆုံးသွားခဲ့ပါပြီရှင်နောက်နေ့တွေမှာလည်းစိတ်ဝင်စားတဲ့ဇလန်းကောင်းလေးတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်ကျမတို့ရဲ့ channel လေးကိုဆက်လက်အားပေးကြပါအောင်လို့အားလုံးကိုတောင်းဆိုလိုက်ပါရစေရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်